Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ satellite ကူးသူပါဒီနေ့ရဲ့ဟင်းပွဲလေးတွေကတော့ဒီက main menu ဖြစ်တဲ့ဝက်လက်ဖက်ချင်ဆက်အမျိုးလေးပါဝက်သားကိုလက်ဖက်ချင်ဆက်နဲ့ချက်တာလက်ဖက်ချင်ဆက်တော့မဟုတ်ဘူးပေါ့အချင်းဆက်ကလေးထည့်ပြီးတော့လက်ဖက်ကိုနှက်ထားတဲ့ဟာလေးဒါလေးကတော့ you diamond ကြမှုကြောအားလုံးပဲ like ပါကြည့်ရှုကြတော့နော်ကျွန်တော်စပြီးတော့ကြည့်လိုက်မယ်နော်ဝက်လက်ဖက်ချင်ဆက်ဆိုတော့နှစ်ကလေးနဲ့ခင်းနေတယ်ကျွန်တော်စပြီးဒီလိုအတွက်စပြီးတော့ညီမို့စဉ်းစားတဲ့အချိန်မှာပဲအနံလေးကမှုေးပြီးတော့နေတာပဲကြည့်လိုက်မယ်နော်လက်ဖက်စီလေးဆိုတော့လက်ဖက်ရဲ့အနံလေးကသင်းနေရတယ်ထွက်လာတာဟာလေသိပ်အပူကြီးမဟုတ်ပေမဲ့လို့ခက်နွေးနွေးလေးပဲစားတဲ့အတွက်ကြောင့်မို့အနံလေးကတော့ရှိတယ်သူကအားလုံးပဲဟုတ်တယ်ပါအောင်လားဗျာစားပြီးမယ်နော်တော်တော်လေးကိုကောင်းတယ်နောက်အချင်းစားရအရသာလေးကိုထိထိမိမိကိုခံစားသူ့ဝတ်သားနဲ့တကယ်လိုက်ဖက်တာကျွန်တော်ခုစားရအခောက်ဆိုတော့ထုံနဲ့ဟိုနောက်အချင်းစားရတာဝင်နေရသူ့ထဲမှာသင်ပြေတော်လေးကိုကောင်းလိုက်တာထိထိမိမိကိုကောင်းလားရှင်ဆက်ဆိုပေမဲ့လို့မြို့စည်းကိုစားရင်တော့မဆက်တော့ဘူးအဲ့လိုမျိုးဒီနေ့ရဟင်းရတော့အများကြီးမရှိဘူးနှစ်ခွက်တည်းဒါနိုင်လိုက်ဒါပဲရှိတယ်ကောင်းတယ်နှစ်ခွက်တည်းဆိုရင်ထမင်းကမြင်းအောင်မြင်းတာအသင်ကြီးရမြို့စည်းလေးရတယ်မဆက်ဘူးစားကောင်းတယ်နော်မြို့စည်းဘက်ကလည်းမလိုက်ချင်ဘူးတော်ကောင်းတဲ့လက်ဖက်ပါလက်ဖက်နဲ့တဲ့လူကတော်လို့ပဲလာတော့မသိဘူးလက်ဖက်ရတာတော်တော်ကောင်းတယ်အဲ့ဒါမှချင်းစားကလေးထားတာတော်တော်လေးအဆင်ပြေတယ်စားရတယ်ဟာလေပြောမိတာပြောတာအဲ့လက်ဖက်နဲ့တာလည်းကိုယ်ရိုက်နှက်ထားတာပြောဒါကျွန်တော်ရဲ့လောက်တက်တဲ့ home page တွေတမျိုးဒါပဲလောက်တက်တာဟုတ်အစီရောကိုစားရင်တော့မအီယူกว่าတော်အဆင်ပြေอ่ะမြုပ်သီးလေးဆိုတာလေစက်မနေဘူးတိုက်လိုက်တော့မှုေးသွားရင်မစက်ဘဲနဲ့အဲ့မြုပ်သီးရဲ့အထဲမှာပါအချင်းရတာဝင်နေတာအဲ့ပိုသားကောင်းတာပေါ့ဟန်နို့တက်ရတာပြောတာဝက်လက်ဘက်ကတော်တော်လေးအဆင်ပြေနေတော့ကြောင်မှုတော်မှာမကန်ပြေဘူးဒီပြည့်ဟင်းတော့တိတ်မလို့တော့ဘူးကွာအရေးတော့မပါပဲနဲ့အသားငြိမ်နေလို့ခံစားရတယ်ဝတ်သားရဲ့ဤတဲ့အရာသာဟုတ်ကွာသူကချင်းသက်နဲ့ထိန်းထားတာဆိုတော့ဘယ်ဟင်းထဲမှာလဲစရာမလိုအောင်တော့သားကောင်းနေတာဘာလို့ပဲဆိုတော့ပြောင်းမှုနဲ့ထားစားရတာလေရတာတမျိုးပြောင်းသွားကျွန်တော်တို့ကွာခြေသက်လက်ဖက်တော့ကိုပြောင်းမှုထည့်သားတယ်လို့ပဲ
ပြင်ကျဲဟွာလေအခေါက်ကလေးမှလာနူးနူးအီးပြင်မှာအသားလေးကတင်းတင်းလေးစားကောင်းတယ်ကျွန်တော်စားတိုင်းအမြဲတမ်းမှာစားကောင်းတယ်ပဲအမြဲပြောတော့သူများပြောသလိုစားမကောင်းတဲ့နေ့ပဲနေ့ရှိတယ်လို့မေးသလိုဖြစ်တယ်ကျွန်တော်မှစားမကောင်းတဲ့နေ့ရမရှိသလောက်စားတယ်အခုတော့ကြည့်ရပါစားမကောင်းတဲ့နေ့ကျရင်တော့ကျွန်တော်မရိုက်ပြဘူးပါဗျာအားကြောင့်လည်းပါပါတယ်ဒီပုံတိုင်းနဲ့ဆိုကျွန်တော်နောက်တော့တစ်ခါထိပ်ပါမှာဖြစ်တယ်ဆိုတော့ကျွန်တော်ကြောက်တာနဲ့နားလိုက်ပြီနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ